예수의 인기야, 예수의 장리도 리디아고 거래돼. 인기야 거래. 거래가 막 바로 나비. 두 장아비. 잘 봐래. 두 영아비. 영나 봐래. 용진이의 뜻이지. 그러나 와자 세리 예시하는 자리 막갈래. 얘들 예시바리. 너도 그렇게잖아. 캔디가 이리가 사바니 소리 빌리부가 이 세노치가 요즘이 해야 되는 소리 막갈래. 그러니까 따로 지금 저도 저녁 용기바리 뭐하니 자고 예세 주인아 그이 비바 플레비디 만만의 저와 이제도 생외 기사고이 얘가 해자리 다라비아 이 위닝 서기 플레비고 사유로 무유에 아마디 플레비고 나우자판만이야 그냥 한다 신에 미니 과야고 난고 과레이 거기 얘만 바로 나비래. 여기야고 짜가비. 야로 여기가비. 여기에 바로네. 우리가 가는 이게도 바로 달래. 와며 만다래. 얘는 그거 그냥ပြန်가마 와며 만다지.မရှိဘူး. 다음에 그도에 알린데야. 아미노.မျက်စိကိုပွင့်စေတဲ့အေဝိတရားအဲ့ဒီပြောင်းအလင်းကိုသူဘာဖြစ်သွားလဲရသွားပြီမြင်သွားတဲ့ခါဘာဖြစ်သွားလဲဒီတော့ဝမ်းမြောက်သွားတယ်ဝမ်းမြောက်သွားဒီနေ့ဝမ်းမြောက်ခြင်းဆိုတာအဲ့ဒီအေဝိတရားရဲ့အလင်းကိုတို့မြင်သွားမှာဝမ်းမြောက်တာအခုဒီနေ့ဝမ်းမြောက်နိုင်ဆိုတာအလင်းကိုမမြင်တဲ့အတွက်ကြောင့်ဝမ်းမြောက်ကြတာဝမ်းမမြင်အောင်လည်းဘယ်လိုလုပ်ထားလဲစကားရမ်းလည်းလာပြီးတော့ဘုတ်ထားတယ်အေဝိတရားကိုမြင်အောင်ဟုတ်တယ်မလားတော့ဒီတို့ဘုရားကြီးဆိုတော့တို့အေဝိတရားကိုသူအလင်းကိုသူကမြင်သွားတယ်ဒီဖြစ်တဲ့ကြောင့်သူဘာမရလဲဝမ်းမြောက်နိုင်တာရှိတယ်ပဲဝမ်းမြောက်နေတာဟုတ်လားဘာကြောင့်လဲဆိုတော့ဒီလေးရှင်ကြောင့်ရှိလို့ဝမ်းမြောက်ရတာဟုတ်တယ်မလားဝမ်းမြောက်ခြင်းပေးတဲ့တရားပြီးတော့မျက်စိကိုမြင်စေတဲ့တရားကအေဝိတရားတော့အေဝိတရားအတွက်တို့တွေသက်တာတော့ဗာလဲငါတို့လည်းဒီအလင်းကြောင့်ရပါလားဒီအလင်းကိုသူများတွေလည်းဗာလဲမြင်ဖို့အတွက်တို့ရဲ့သက်တာတွေကဗာလဲသက်သေခံခြင်းဟုတ်လားဒီပြလင်းရကြောင်းကိုဗာလဲသက်သေခံခြင်းလူတိုင်းသက်သေရှိရတယ်ဟုတ်တယ်မလားဇခဲကိုတက်မေးဇခဲကသူ့မှာအဖြေရှိလားရှိတယ်ဟုတ်တယ်မလားဒီမာရီမျိုးသူမေးနော်သူ့မှာဘယ်လိုနဲ့တကယ်ရှိရဘယ်လိုတွေ့လဲဖြေရှိလားရှိတယ်နှစိုးဆွဲသူရှိလားရှိတယ်ဟုတ်တယ်လားခုနကပြောတဲ့နော်ခုနရှောလူမောလူဒီမှာဖြေရှိတယ်ဟိုမှာခုနပြောတဲ့လူဒီဖြေရှိလားရှိတယ်ပြောပြီးမကြီးဖြေရှိတယ်ကျွန်တော်ဘယ်လိုမြင်ပါလဲမြင်သွားပါတယ်လေဟုတ်လားကျွန်တော်ကျမအရောက်စီတိုင်းလို့မြင်မယ်ဒီဘယ်လိုမြင်ခဲ့တယ်လဲဆိုတော့တက်တည်လေးတွေကိုတို့တွေပါလဲရှိပြီးတော့ဘယ်လိုမြင်ခဲ့လဲအကြောင်းလေးကိုတော့ဒီမှာမိသားဖွဲ့တဲ့ခါပြောင်းဘာရမလဲအသိခံရမှာဒါမှငါဒီရှင်နဲ့ဘယ်လိုမြင်တွေ့ခဲ့လဲငါဘယ်လိုပွင့်ခဲ့တယ်လဲစဘယ်လိုမျက်စိဗာလဲမမြင်ခဲ့ဘူးဒီအဲ့ဒါလေးကိုကျွန်တော်တို့ကဗာလဲတက်တည်လေးတွေကိုယ်တိုင်ရှိပြီးတော့တို့တက်တည်ခံရမယ်ဒီဖြစ်တက်တည်ခံဖြစ်ပြီးပြောင်းလို့တို့တွေအဲ့ဒါနံပါတ်1ကအဲ့ဒီဝင်မျက်စိကိုဗာလဲပွင့်ဖို့ရည်ကြည့်တယ်ကျွန်တော်ပြောပြီးတက်တည်ခံနော်ကျွန်တော်ပွင့်တယ်80ရှိပါဖြစ်တယ်ဒါပေမဲ့ကိုရောက်တဲ့နေရာမှာမနေရတော့ဘူးကိုပွင့်ပြီးပွင့်တဲ့နေရာရောက်တဲ့နေရာမှာလူတွေဘာလို့လဲပွင့်နေခြင်းတယ်ပွင့်နေခြင်းတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဖခင်ရဲ့မျက်စိပွင့်တဲ့သူကဖခင်ရဲ့အချစ်ကိုရတဲ့သူတွေဟုတ်တယ်မလားချစ်ရသူတော့ဘုရားချစ်ခြင်းမြတ်တာဖြစ်တော်မူတယ်တဲ့ဟုတ်တယ်မလားအဲ့ချစ်ခြင်းမြတ်တာဖြစ်တဲ့ဘုရားအခုဘယ်ရောက်သွားပြီနောက်တစ်ခုရှိနေတာလေဟုတ်လားခဲမှာရှိနေတာလေဟုတ်လားအခုကျွန်တော်ပြောပြတယ်မတော့ပြောပြီးလားကျွန်တော်တားလေးမွေးနေလို့တော့သူ့လက်ဆောင်တွေပေးတယ်လက်ဆောင်ပေးတော့ရုပ်ကလေးတွေပါတယ်ချိုးရုပ်လေးတွေနေလို့ရှိရင်ပရိကလန်ဟုတ်တယ်ဟုတ်လားချိုးရုပ်လေးတွေကကာနဲ့ဟုတ်တယ်ဒါပေမဲ့ခုရုပ်လေးတစ်လုံးနေကြတော့ညနေရတယ် I love you love you happy ဟုတ်တယ်လေဘယ်နေရာဒီနေ့အောက်ချချောင်းနဲ့ဖိလိုက်တယ် I love you ပဲတော့တော့ဒါပြောဟုတ်တယ်လေ I love you ပဲသူ့ဖိလိုက်တယ် I love you ပဲသူ့ညနေလေ I love you ပဲဒီနေ့ကျွန်တော်တို့ရောက်စီတိုင်းဟာမျက်စိမြင်နေသူရဲ့လူတရားထဲမှာဗာလဲ
I love you ဒီမှာချစ်နေရှင်လားအဲ့ချက်ကဘာဖြစ်လဲ I love you အဲ့မလဲလာရှိနေအဲ့ဒီချင်းမလားပြန်အဲ့မှာရှိတာကြားရှိတာကြားရှိတာကဘာဖြစ်ရလဲငါတို့က I love you ဘာလဲ I love you လေနော်လေသူကြီးအဲ့ဒီကမသိရသူကြီး I love you အော်ဘယ်ကင်းသူတို့ဒီတရားကိုမယုံရင်ဘယ်သွားမလဲ ခဲမှာအဲ့တော့သူတို့သွားခြင်းဘုရားမြတ်တာသူတို့သွားစေခြင်းလားအဲ့ဒီသွားစေခြင်းနဲ့အဲ့ဒီဂျစ်ကြီးကကျွန်တော်ထဲမှာပါလေအဲ့ဒါလေခုနကလားအော်သူတို့လည်းကိုယ့်လိုပဲမသွားစေခြင်းလို့မမြင်သေးခြင်းလို့အဲ့တော့ဘာဖြစ်လာလဲသူတို့တွေကျွန်တော်တို့ကချစ်ချင်းမြတ်တာရှိလာတယ်ဟိုသူတို့လည်းရှိလာတယ်လို့ကိုယ့်အချင်းချင်းကိုလည်းရှိလာတာချင်းကြီးကိုချစ်လာတာဟုတ်တယ်မလားကျွန်တော်တယောက်တွေ့ရင်ဘာဖြစ်ရလဲချေရမြူ အဲ့ဒါဖြစ်လာတာအဲ့ဒါမျိုးကအဲ့ဒါမျိုးဖြစ်ရကြည့်ပြီးတော့လူတွေကကြည့်ပါလားဟာဘုရားဘလူရဲ့သားသမီးလေရွာမှန်တော့နော်ရွာစတော့မှာကျင်းလားစတော့34 35ကျွန်တော်ဒီရှင်းချင်းကြောက်တောင်ချင်းကြောက်我去的地图，亲戚去打老虎，人家对公阿伯的，对老的亲戚去打的，我帮我的，从你这那不差的，我的国家那的地不没有不理。မင်းတို့ဖြစ်ကထဲမှာရှိတာနော်တော့ပြလဲအော်ငါတို့ပျောက်ဆုံးတဲ့မျက်စိကန်းတဲ့သူတွေလည်းပါနဲ့ကိုကမြင်လာတော့ကန်းတဲ့သူတွေလည်းပါဖြစ်နေခြင်းတယ်ဒီချစ်တာလေဒီသိချင်းနဲ့ဒါချစ်ချင်းမြတ်တာပေါ့ဟုတ်လားရှိတာလားရေတော့ဘာမှမရှိဘူးလေဟုတ်တယ်မလားကင်းဆိုလဲဗမာမရှိသေးချင်းဟုတ်လားကင်းနဲ့ဗမာနဲ့ကောင်းမှတွေ့ရင်ဘာပဲလဲငါမနေဘူးကကွန်ပျူတာနဲ့လူတွေရှိတယ်လေဟုတ်တယ်မလားအမျိုးဆွဲတာလေဟုတ်တယ်မလားမရှိဘူးလေနော်ဒါမဲ့လို့ဘုရားမြတ်တာကိုရှိလာတဲ့ခါကျတော့ဘယ်သူပဲဖြစ်ဖြစ်ဟုတ်လားဩဘာဖြစ်လာလဲသူ့လည်းပဲဖြစ်လာတာမရောက်စီဘူးပစ္စည်းပြည့်နေလို့မရောက်စီတယ်လုံးသားရှိလာတာဒီချစ်ချင်းမြတ်တာချင်းမြတ်တာရှိနေတာမှာချင်းမြတ်တာရှိနေတာမှာကဩဘုရားငါ့ကိုဒီတော့တော့ချစ်ပါလားငါလိုမကောင်းတဲ့ကောင်ခုနကဘယ်ကပြောတယ်ခွေးဝဲသားကောင်ဟုတ်တယ်မလားခွေးအလီဘိတ်ကောင်ဟုတ်တယ်မလားအဲ့ဒီကောင်ကိုတော့မှချစ်ပါလားဟုတ်လားချစ်ပါလားဆိုတော့ငါရှားလူလေဟုတ်လားအော်တိုမက်တစ်ပါမလဲချစ်လာတော့ဘုရားချစ်ပါလားဆိုတော့တိပြီးတော့ကျန်တဲ့သူလည်းချစ်လာတာဘုရားကချစ်တတ်တဲ့နှလုံးသားကိုလည်းဗာလဲထဲထဲမှာဗာလဲထဲပိုက်တာယောမ9မှာယောမ9ယောမယောမခဏ9ငယ်9မှာ ကျုံမျိုးလေးချင်းဒီစစ်တောက်ဆရာအကြောင်းနဲ့တင်လူဤအဘေကြောင့်ဤဟုကငါတို့အဘေတော်မူသောတန်ရှင်သောဝိညာဉ်တော်သည်ဘုရားသခင်ဤပြကြတော်ကိုငါတို့စိတ်နှလုံးထဲကိုညွှန်လာတော်မူ၏ဒီမေတ္တာတော့ကျွန်တော်ထည့်ပါလေညွှန်လာတာဒါမှမဟုတ်ကျွန်တော်တို့ရောက်စီတိုင်းဟာဗာလဲဘာရှိတော်သူလဲချစ်ချင်းမြတ်တာချစ်ရှိတော်သူလေဟုတ်လားချစ်ရှိတော်သူလေဒါမှမဟုတ်ချစ်ရှိတော်သူဖြစ်တဲ့ကြောင့်မလို့ဝိုင်းစုခံပြီးဖြစ်လာတာဘယ်သူပြန်ပြပါဆိုလဲချင်းစားနိုင်ပေါ်မှာလေဟုတ်လားဟုတ်ကဲ့ဆိုတာလက်ပြရှိရမှာလေအဲ့ဒါကတို့ရတဲ့ဘာလို့လဲချင်းချတာပဲချင်းရှိဒီမှာချစ်ရှိတာမရမလားတော့တို့အားလည်းမရှိဘူးလားရှိပါတယ်ဘာလို့တို့မှာဘယ်လောက်ရှိရလဲဒါပါလေသွေးသားဒီလေဒီမှာတော့ဘာနေသေးလဲဒီလောကထဲမှာနေသေးတယ်ဘယ်သူရှိသေးလဲရှိတယ်ဟုတ်တယ်ဟုတ်လားရှိတယ်ကွာမှလည်းသွေးသားရှိတယ်ကွာဒီလောကကြီးမှာလည်းအဲ့လိုနေသေးတယ်ကွာအဲ့တော့လောကငါတို့ဘာမလဲအဲ့မဲ့လေဇာတ်လည်းလည်းဘာလဲအဲ့မဲ့လေသွေးသားလည်းဘာမလဲအဲ့လေအဲ့ဘလို့မလဲပြငါတို့ဘာလို့သွားမလဲငါတို့လေကြသွားမယ်ရှိတဲ့သူတွေဖြစ်ကြောင်းမလို့ဘာဖြစ်ရမလဲရှိရရှိတော့တဲ့အပြည့်မမြင်ပါဘူးသူပဲကလည်းသိတယ်ဆိုတာလေးကိုပဲနားလည်ဖို့ကြည့်ဟုတ်တယ်မလားဘာတော့ဒီပြောင်းတော့လဲသွားလို့ရှိရင်လည်းပဲအားလည်းမဖြစ်သွားလို့ရှိရင်လည်းပဲသူရှိလေးစုံတယ်နေတော့
ကိုလူမကောင်းဘူးကွယ် မစိုးပါနဲ့မဆုံးချက်ပါ နဲ့ကွယ်ဟုတ်လား ဒီကောင်းရဲ့ကောင်းပါ အဲ့ဒီရှင်းတော့ဒါပဲဒီတော့ဒီတဲ့ဒီတဲ့ကိုလူမျိုးလုံးတွေမှာအလုံးငယ်ရဲ့ဘုံတဲ့ဘုံပြစီတဲ့အစင်းချင်းချင်းပါဘလို့ခန်းနေကနေရောအဲ့ဒါဟုတ်လားရတာမီတို့ဖြစ်လာကြပြီရှိလာကြပြီကျွန်တော်တို့ဒီအချင်းချင်းပါမလဲရှင်းရမယ်တို့ဆက်များတယောက်ကအဲ့ဒီများလဲကြသွားမယ်နော်အားနေသွားမယ်ဆိုရင်တို့ကပါလေလူမထိုးပါနဲ့ထိုးရင်ကိုထိုးရရတယ်ဟုတ်လားထိုးတယ်ဒါမှမဟုတ်တို့ကအချစ်နဲ့ပါလေပုံရမယ်ဘာတို့ကအလေးရှိတယ်ဟုတ်လားလောက်ပဲတို့အနေသားကြီးတို့ကြောင့်တို့ကအလေးနဲ့အလေးအချင်းနဲ့ဖြောက်သွားရမယ်ဒီလိုပြောလေတွေးသားလောကစာရန်ရှိတဲ့ခါကျတော့တို့တွေကိုဆွဲချမဲ့အရာကြီးမှာခါကြတယ်မှားသွားတဲ့ခါကြရင်လည်းပဲဗာလဲရှိတတ်ပါပဲရှိတဲ့အခါမှာပြောလို့ပြရဘယ်ညစ်တာနဲ့ဗာလဲဟောအုပ်ပြီးတော့ပြန်လဲပြီးတော့အလင်းဘက်ကိုပြန်လဲဆွဲရမယ်တို့ဒီနေရာကိုပြန်လာမယ်တို့တယောက်နဲ့တယောက်ဟုတ်လားအလင်းထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့ဗာလဲရှိခင်နဲ့ပြန်လဲပြီးတော့အသက်ရှင်ရမယ်နော်ဘုရားနဲ့ဝမ်းမြောက်ရမယ်နော်ဘာကြောင့်ဒီမျက်စိပွင့်ထားတဲ့ချင်းချင်းပေါ့နော်နောက်တော့လည်းမျက်စိမပွင့်တဲ့သူတွေကိုလည်းပဲတို့အချင်းချင်းရဲ့ချစ်ချင်းမြတ်တာကိုကြည့်ပြီးတော့ဟာချစ်ကြတယ်ကွာတော့ပြန်ဘုရားသားသမီးဆိုတာကြောက်ကြောက်ချစ်ရမယ်လူတွေဟုတ်လားချစ်တဲ့သူတွေပေါင်းစုရများလေဟုတ်လားနောက်ထပ်ချစ်ကဘာချစ်လဲအလက်အဲ့ဒီအယုတ်ကလေးကကျွန်တော်လူတွေထည့်လာတာတိုင်းပြေးသွားပြီးတော့ခါပြောင်းသွားပါလားဒီရုပ်တွေမတွေ့ဘူးဆိုတော့ကျွန်တော်အဲ့အဝတ်သွားလိုက်တော့သွားပြီးတော့ဖိမိတယ်ထွက်လာတယ်ဒါပေမဲ့ဒီကတော့ထွက်တဲ့အတန်ရှင်းတယ် I love you ရှင်းတယ်ခုကျတော့ဘာမှမလဲ I love you တန်ရပါလို့တယ်ဒီတိုင်းပေါက်လာဖြစ်လာလို့လေဘယ်ရှင်းလာဒီနေ့အသက်တာထဲမှာဘာဖြစ်လဲပြောရင်အားရှိမှသွားနိုင်ပါလေအားနေတဲ့အခါရှိတယ်ဘယ်နဲ့အားနေတဲ့အခါအားနေလို့ရှိရင်အားနေတဲ့အတန်ထွက်လာလို့ရှိရင်ဒီလားဟိုကောင်မဘာသာဘာလဲညှို့ထိုးမဲ့ဓာတ်တွေမကောင်းတဲ့စကားတွေတဲလားတယောက်စိတ်နာစီမဲ့စကားတွေတယောက်ဝေးပါစီမဲ့စကားတွေပြောလာမယ်ပြောလာရင်အဲ့ဒီကဘာဖြစ်နေလို့လဲအာနေလို့ဒါဟဲ့အာနေနေပြီတယောက်ဘာပြောမလဲအာနေနေအဲ့တော့ကိုအာနေကြောင့်ကိုတီးဘုရားကြည့်လို့ပါလေပြန်လေဩဒီမှာအာနေပါလေဒီမှာသူ့ကိုပြည့်မြင်မိပါတယ်သူ့ချစ်ရမယ်စာပါပဲလေစိတ်ဆိုးပြီးပါတယ်မကောင်းမှုတွေပြုပါတယ်ဆိုရှင်ဟုတ်ကိုအားဟုတ်ပါလေဖြစ်ပြီးပါစေခုနဖြစ်နေတာလေခြားချင်းကိုအားသွင်းတဲ့ဟာတွေရှိရမလားဒီမှာသူကစလုံးလေးသွင်းတာရှိတယ်ဆက်သွင်းတာရှိတယ်ဆိုတာအဲ့ဒီရရှိတယ်ဒီနေ့ဆက်တော့မှာဟုတ်လား speed နဲ့သွင်းတာဒီနေ့ဆက်တော့ဒီလိုကြီးတဲ့နော်ဒီလားဒီနေ့ဆက်တော့လူရှိစေခြင်းဟုတ်ဒီလူရှိစေခြင်းက၎င်းအချင်းချစ်စေခြင်းက၎င်းတို့ဖေး၌စေတနာတော်အဖြစ်ပြုပြင်တော်သောသူကဘာဖြစ်ပေသည်အလို့မှာကိုတော့ဘာလဲချစ်ချင်တယ်သူ့ခွင့်လို့ချင်တယ်ဟုတ်လားနော်သူ့ချင်တော်မူရရနေပြီဘာလဲလွတ်ချင်တယ်ဟုတ်လားဘာဖြစ်လာလဲအဲ့လိုဘုရားကိုပြောလိုက်တာနဲ့ဘုရားကဘာလဲပြုတ်လိုက်မယ် threat သူချင်းရတာဟုတ်လားမလို့ပဲဘုရားသားသမီးကအလင်းထဲမှာရှောက်မယ်ဆိုလေအလင်းထဲမှာရှောက်လို့ဆိုအမြဲတမ်းဝမ်းမြောက်ပြောရှင်ရဟုတ်လားရောင်တို့ဒီနေ့ကျွန်တော်ပြနံပါတ်1ဒီနေ့ကိုရမယ်လက်စီကဘာလဲဘာတရားနဲ့လေဝိဒီတူတရားသူယုံကြည်တဲ့ခံတဲ့သူကဘာလဲဘုရားကဘာလဲဆက်ရသွားတယ်ပြီးတော့အဲ့ဒီရဲ့တရားဘာရသွားပြီလဲဘုရားရဲ့အချစ်ကိုရဘုရားကိုလည်းချစ်တယ်လို့တို့ချင်းချင်းတွေလည်းချစ်ကိုချင်းချင်းတွေချစ်တဲ့အပြင်အခြားသူတွေကလည်းပဲတို့လူတိပြီးတော့သိဝင်ထားလာဘုရားချစ်ပါလားဒါလေးတိလာပြီးတော့ဟောပါလေဒီလာလိုက်တော့ဆွဲတယ်မလို့သူအော်တိုလာလိုက်ပဲဒီလိုပဲစောသုံးပြီနော်ဒီတော့ဒီတစ်ခုတင်မယ်နောက်နေ့မှဆက်မနော်ခင်ဗျာနော်ဟိုဟိုတယ်မို့လက်ပြရှိတယ်။ဆိုမိမတယောက်ရတယ်ချစ်နေရတာ
ဘရောမူရင်ခံရတယ်နောက်တစ်ယောက်အချက်မကုန်တော့ပြောလေပါပြီလေခေါင်းကြီးခံရတော့သူနောက်တစ်ယောက်ဦးတစ်ယောက်တော့မဆုံးသေးဘူး စစ်တမ်းမပါတယ် တရားကြည့်တဲ့သူတွေကသူပါတယ်နော်ချင်းအောင်ဆောင်တော့မဟုတ်တို့ရပါလေ မချစ်တဲ့စစ်တာဘယ်လိုလဲ ဟုတ်တယ် အမင်း ဖိချင်းဖျားကနာမပုံကြည့်ပါသေးဒီညမှာပြောစင်နှုတ်ပတ်တော်ဒီတာမီတို့ကိုဖွင့်ပြတော်ကြပြီးတော့ချီးမွမ်းပါ၏ရင်းတော်မျိုးစီစတော်တော်လားအားလေးနိုင်တော်စိတ်နှလုံးကိုပြပြခြင်းအဖြစ်ဒီလိုကရုံးမြတ်တော်မှာရရှိ၍အချင်းတို့သူချေအောင်မဆောင်မတကယ်ချစ်တော်သူများဖြစ်ဖို့ရန်အတွက်မဖောက်ပြန်ပြည့်စည်သောအင်္ဂလိပ်တရားမျိုးစေအဖြစ်တာမီတို့စပေါ်တာတော်ကြောင့်စီတော်ချီးမွမ်းပါ၏ရှိတဲ့ရမြောက်တွေဆက်လက်လမ်းပြဖို့ဆောင်ပါအားပြရှင်ဒီနေ့စီပြီးတဲ့အခါမှာကျွေးမွေးမဲ့အာဟာရအတွက်စီတော်ချီးမွမ်းပါ၏ထိုအာဟာရအားဖြင့်လည်းအာမီတို့ခန္ဓာပိုင်းဆိုင်တို့ရဲ့ကျမ်းမာခြင်းကိုပေးတော်မူပါစီတော်ပေါင်းချီးမွမ်းကြတော်နာမနဲ့စုတော်ဆက်ကသုံးဆောင်ကြပါပါဗျာ အမင်းအမင်း ဟိုနာလာတော့မယ် I love you I love you တဲ့ အဲ့ဒါလိုက်တဲ့တော့ပြောတယ်တော့ Okay ဟုတ်ပြီ bye bye God bless you ဟိုနာမ ไม่เพียนรักแค่ไหม ဒါတော့အားရ ဟေး ဘာလို့ငါမရှိဘူးပြငါ ไอ้อะအမကတော့ဆိုဇမအားဖြေမရမယ်ပေါ့ ဟုတ်ပြီဟုတ်ပြီ Okay ကိုကြီး bye 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 ပိတ်လိုက်တော့မယ်နော်ဟေးဘတော်တင်း